Hello အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ကျွန်တော်ပြင်းနေရတဲ့ game တစ်ပွဲတောက်ဆောက်ဖြစ်ပါတယ်ဆိုရင်တော့ new hero လဲထွက်ထားတဲ့ဒီ new hero ကလည်းတည့်တဲ့အတိုင်းပဲ main ကလေးအကြိုက် main hero မလို့ကျွန်တော်သွားပြောကြမှာဖြစ်ပါတယ်အခုဒီ new hero city ကတည့်တဲ့အတိုင်းပဲအခုဆိုရင်တော့အကျန်းဆုံး hero တွေထဲမှာရှိရဲနောက်ပြီးတော့ ban list မှာတော့သူအများပါနေရကွာဒီတော့ကျွန်တော်လဲသွားပြောကင်ကြည့်ပါမယ်process တော့မပေါ်သေးဘူးဒီတော့ကျွန်တော်တွေ့ရ item နဲ့ပဲဆော့ကြည့်မယ်နော်ဒီ new hero က normal တော့မှဒီလောက်လာပြသိလားမသိရင်ပါရှာလို့လောင်းရင်လုံးနဲ့တော်တော်လေးကိုမိုက်တယ်ကွာမျက်နှာပေါက်ကကြတော့ဆိုရှင်တို့လိုပုံစံမျိုးတော်တော်လေးကိုမိုက်ပါတယ်ကျွန်တော်အထင်ပြောရရင်ဒီ normal အောင်ဒီလောက်လာကွာတခြား hero တွေကို collector တွေပါအောင်ထွက်လာရင်တော့တော်တော်မိုက်မဲ့ hero ဖြစ်ပါတယ်ဒီလိုကျွန်တော်အထင်ပြောရရင် main ကလေးတွေရောယောက်ျားလေးတွေရောကင်လို့ရမယ့် hero တွေထဲမှာပါတယ်ရောအများမိုက်ပါတယ် scale 1ကိုတော်တော်ကြီးကိုမိုက်နေရပါအခု scale 1ဆိုရင်ဗျာenemy ကိုထိအောင်ပြင်နိုင်ရင် scale 1က3ချက်အောင်ဆင်းထွက်သွားပြီးတော့နောက်ကိုတွန်းပို့သွားတဲ့ပုံစံမျိုးဖြစ်သွားဗျာမကင်ကြည့်ရတဲ့ရင်သွားပြီးတော့ကင်ကြည့်ကြတော့တကယ်ကိုမိုက်လို့ပြောပြတာပထမကျွန်တော်ပါရှာနဲ့တူမယ်ဟုတ်ထင်တော့ပါရှာနဲ့ကကြတော့ပုံမှန်တွင်ပြင်မဲ့တူရနော် scale ရတော့ပါရှာနဲ့မတူဘူးဒါပေမဲ့တော်တော်လေးကိုမိုက်တယ်နော်တကယ်ဘတ်တဲ့အတွက်အရန်ကောင်းမဲ့ hero ဖြစ်လာမယ်လို့ကျွန်တော်ထင်ပါတယ် scale ကိုဆိုရင်တော့ကျွန်တော် scale 2အရင်သုံးနေ scale 2ပြီးမှ scale 1သုံးတာပို့ပြီးတော့မိုက်တယ်လို့ခံစားရပါတယ်ဒါကကျွန်တော်အမြင်မှာကြိုက်တာလေးသုံးရရနော်ဒီ Zetian ရဲ့ ultimate ကတော့ကျွန်တော်အကြိုက်ဆုံးပါဘာလို့လဲဆိုတော့ enemy တွေကွာလို့အများကြီးရှိနေလေးကိုပို့ပြီးတော့မိုက်တာပါ9ယောက်လုံးရှင်9ယောက်လုံးထိနေရဆိုတော့တော်တော်လေးကိုမိုက်ပါတယ်တကယ်တော့သူများကြီးပြောတဲ့အတိုင်းပဲ scale 1နဲ့တော်တော်လေးကိုအဆင်ပြေနေအောင် scale 1သုံးသက်ရင်တော့တော်တော်မိုက်နေပြီဒီတော့သွားပြီးတော့ကင်ကြည့်ဖို့ကြံပေးချင်ပါတယ်ဒါမဲ့အခုအချိန်မှာတော့လုကင်ရမှာเนาะဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မှဒီ Zetian ကိုရှားဖို့3ပွဲလောက်ဆော့လိုက်ရပါတယ်ဗတဲ့ဆိုင်မဲ့ဆိုရင်အရန်ကောင်းတဲ့ hero မလို့ဘလို့ပဲဖြစ်ဖြစ်ဒီ hero တတိချကင်တက်သွားရင်တော့ rank အမြန်ဆုံးတက်မယ်လို့ထင်ပါတယ်ဗျာတော်တော်လေးကိုမိုက်တာမလို့သွားပြီးတော့ကင်ကြည့်ကြနော်Zetian ကတော့တည့်ရဲ့အတိုင်းပဲဒီ hero ကိုကြတော့ကျွန်တော်တို့ battle point နဲ့လဲလဲလို့ရပါတယ်ဒီ hero ကတော့6လပိုင်းစစ်စစ်မြတ်စာတဲ့ခလာဖြစ်ပါတယ် diamond နဲ့လဲယူလို့ရတယ်လို့အခြားသော item တွေလည်းအများကြီးပါတယ်အဲ့ဒါကြီးယူချင်နေဆိုရင်တော့ကျွန်တော်တို့ plus ပါဝဲ racing မှုကြီးဆော့ရမှာဖြစ်ပါတယ်ဒီ racing မှုကြီးဆော့ရင်လည်းလဲပြီးတော့ယူလို့ရတယ်ပေါ့နော်ဒီတော့ game ကိုနေတိုင်းလောက်ရင်ဝင်ပြီးတော့ဆော့လိုက်ကြပါဦး